ဟုတ်တယ်နော်ကျွန်မမယုံလို့သွားခဲ့တာကိုယ်တိုင်ကိုသွားခဲ့တာနော်ရွှေဆိုင်နာမည်တော့မပြောတော့နာမည်ကြီးဆိုင်နေပုံငတ်တယ်ဆိုတာအမှန်ပဲဝိကတာအမြဲတဲ့နော်ကျွန်မပြောဝိကတာအမြဲဆိုတော့ငါတို့ချွေးနဲ့သွေးနဲ့စုထားတဲ့ပတ်စံတွေပါတော့နင်တို့ဆိုင်မှာနင်တို့မျိုးစိုးဖို့ငါတို့ကပေးထားရမှာလားငါတို့အတွက်အမြဲမကြံပါမကြံနဲ့ရဟုတ်တယ်လေဟုတ်တယ်ကျမမယုံလို့ကျမတကြသားကောင်းကိုမေးပြီးတော့လောက်တာနော်နားမလဲသွားမလောက်ကြနဲ့နော်သူတို့ကတော့60ကျော်ဈေးဆိုပြီးတော့ကြားကောင်းပြောလိုက်တာအမှန်တကယ်100ကျော်ဈေးနဲ့ရောင်းတယ်အရောတော့လက်ခဘဲရွှေက30ကျော်ကြတော့ဟမ်မျိုးဆိုရင်လည်းဟဲ့ကြည့်ကြက်ပြီးလည်းမျိုးကြပါဦးအောက်ခြေလူဒန်းစားလေးတွေကိုလည်းနည်းနည်းပါးပါးလည်းငဲကြပါဦးနော်ဒီမပြောသလိုပဲဘယ်တော့မှလုံမဝင်နဲ့အခုအချိန်မှာနော်မယုံလို့ကိုယ်တိုင်သွားခဲ့တာဟာမကိုယ်တိုင်သွားပြီးကိုယ်တိုင်သွားခဲ့ပြီးကိုယ်တိုင်ဒေါသဖြစ်ပြီးတော့ပြန်လာရတာမယုံလို့နော်တကယ်ကိုမျိုးစို့လွန်ပါတယ်ဟဲ့နော်ပြောချင်တာကနော်ဒေါသတွေကိုထွက်လို့တကယ်ကိုလွန်ပါတယ်ကြွတော့မသိတဲ့လူတွေဂျင်းထက်ခံရမှာဆိုလို့နော်ပြောရင်60ကျော်ဈေးပဲအရောတော့လက်ခကရှင်တို့10သိန်းကျော်ဆိုရှင်ရောတော့လက်ခ9သိန်းလောက်ပါပြီဒါမှတော့နော်ရောတော့လက်ခပြောပြလိုက်မယ်သူတို့တွေနော်တကယ်မျိုးဆိုးတယ်တကယ်မျိုးဆိုးကြတဲ့ဟွာတွေနော်ရိုက်တာပဲလက်ချက်သားမှလက်ချက်သားအတိလက်ကောက်တကွေးကိုအရောတော့လက်ခသိန်း30ကျော်တဲ့သိန်း100ကျော်ကြမယ်ဟုတ်တယ်နော်အခုကျမကိုယ်တိုင်သွားခဲ့လို့ကျမကိုယ်တိုင်သွားခဲ့မဝင့်နဲ့အခုခေတ်ဖန်စီတွေဒါဝယ်ဝစ်လိုက်တော့ဒီအမပြောသလိုပဲနော်ဟိုဘယ်လိုပြမလဲဖန်စီရွှေထက်တောင်လှသေးတယ်အန်တရယ်လည်းကင်းနေသွားလူသွားအောင်ရော့အင်းဟဲဆိုပေးခလိုက်အဲ့ဒါအန်တရယ်ကင်းနေအခုမှကိုဒေါသလည်းထွက်ပြီးတော့ရွှေကိုပတ်စံကြီးကိုသူတို့ပေးပြီးကိုကရေရှည်အတွက်ဒီရှည်ရွှေဈေးတွေတက်ရင်တက်တဲ့အတိုင်းရောင်းတဲ့အခါအမျက်ရခြင်းလို့လောက်ပါတယ်ဆိုမှဝေးရတာအမျက်ဆိုတော့နင်တို့ရွှေတော့ပတ်စံကုန်ခံပြီးဝယ်ပြီးအမျက်ဝင့်မနေတော့ဘူးလေငါတို့ကအတူဝယ်ဝစ်လိုက်တော့မယ်နော်ကြည့်ကြပြီးလဲမျိုးဆို့ကြအောင်ဟဲ့နော်နင်တို့ဒီလောက်မျိုးစုငတ်ကြီးကြနေမှာတော့ဟဲ့အခြေခံလူဒန်းစားလေးတွေဘယ်မနှုံးရွှေစုဖို့ဟမ်သူတို့ရတဲ့လာစားလေးနဲ့9သိန်းရ10သိန်းရရွှေစုမယ်ရွှေသူတို့စုတယ်ဆိုတာအချိန်တန်လို့ရောင်းတဲ့အခါကျရင်ဒီအမျက်ကလေးတွေရဖို့အတွက်သူတို့ကဘာပြောလဲဆိုတော့အမျက်မရတော့မှဝိထအမျက်ဆိုတော့နင်တို့ရွှေရုံငါတို့ပတ်စံအထောက်လိုက်အထဲလိုက်ပေးပြီးတော့မှအမျက်မရဗမ်းများတော့ဘူးမဝစ်မနေဘူးသူတို့ကပြောသေးတယ်အဲ့ဆိုတော့ငါတို့ကလို့နင်တို့က60ကျော်ရောတော့လက်ခ30ကျော်ကြီးပါမှတော့ငါတို့ဘယ်မနှုံအမျက်ဝိတာအမျက်တဲ့ကြားကောင်းတည်းရလားဝိတာအမျက်တဲ့နော်လက်ခံတယ်ရောတော့လက်ခံသေးတယ်အခွန်ဆောင်ရမယ်ဒါအခွန်ဆောင်တာကိုလည်းလက်ခံသေးတယ်နော်ဒါကတော့ဆောင်ရမှာပဲလေဘာပဲဖြစ်ဘာဆိုင်ပဲဖြစ်ဖွင့်ပြီဆိုတာနဲ့နော်ဆောင်ရမှာပဲလေအခွန်ဆောင်နေဆိုတာတော့နော်လူတိုင်းသိတယ်လူတိုင်းနားလဲတယ်အခုကတကြက်သားကို30ကျော်ကြီးကိုမှငါတို့ကပေးရမယ်ဆိုတော့ငါတို့ရွှေစုဖို့ကဘာတော့နင်တို့ဒီပတ်စံနဲ့အထုတ်လိုက်ထိုင်လိုက်နင်တို့မျိုးဖို့စိုးဖို့အထုတ်လိုက်ထိုင်လိုက်ငါတို့ကပေးပြီးတော့မှဝိတာအမျက်လို့ဆိုတော့ဟဲ့ကြားကောင်းသေးရဲ့လားပြောတာတော့မှန်တယ်60ကျော်ပဲသူတို့ပြောတာတော့60ကျော်ပဲအမှန်တကယ်ကြားကောင်း100ကျော်စီးနေရတော့ဂျင်းထက်ခံရမှာဆိုလို့ကျွန်မဒါပြောပေးနေတာနော်သွားမလုံးနဲ့အတုတာဝယ်ဝစ်